Shanghai က dinosaur berry မှာပါ dinosaur တွေကတော့စကြိုဆိုနေပါပြီတလေးလေးတွေနဲ့ဆရာမတွေပါလိလာရေးခီးထွက်လာကြတယ်ထင်ပါတယ်ဒါကတော့ dinosaur အဖွဲ့ရဲ့ဒီဝိုင်းမှာ IC အဖွဲ့ထက်တော့ပိုချမ်းပါတယ်ဒီကောင်တွေကတော့ dinosaur ကားထဲမှာလိမ်မာယဉ်ကျေးတဲ့အရွက်စားတဲ့အကောင်တွေပါဒီကောင်ကြီးကတော့အသားစားတဲ့ကောင်ပါကျွန်တော်လည်းသိချာတော့မသိပါဘူးရုပ်ရှင်ထဲမှာကြည်ဘူးတာတွေပြောပြတာပါဒီကောင်လည်းရှေ့ကသားအမိကိုရံမလုပ်ဘူးဆိုတော့အရွက်စားတဲ့ကောင်ပဲဖြစ်မှာပါဒီကောင်ကတော့ရန်လိုနေလို့အသားစားတဲ့ကောင်ဖြစ်ဖို့များပါတယ်ဒီကောင်ကတော့သေချာပါတယ်ဒီခေါင်းထဲကပိုးကောင်တွေကိုစားတဲ့ဒိုင်နိုဆောဖြစ်ပါတယ်မသေးမရှင်ဖြစ်နေတဲ့အကောင်ကတော့ရွက်စားတဲ့အကောင်ပါနောက်ကအကောင်တွေကတော့အသားစားတဲ့အကောင်တွေဖြစ်ပါတယ်ဒါကတော့ဒိုင်နိုဆောဥထဲကနေအကောင်တွေပေါက်နေတာပါရုပ်တွေကတော့မေးသူကလေးလေးတွေပါအခုလိုအရေးမရအဖတ်မရပြောထားတာတွေကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ